အားလုံးမင်္ဂလာပါနော်ဒီနေ့ကတနေ့ပထမနေ့ဖြစ်ပါတယ်အဲ့တော့ပထမနေ့ဆိုမှကျွန်တော်အကြောင်းတော့ထွေထူး main set တော့အချိန်တွေကနေလို့ပေါ့နော်ကျွန်တော်ရဲ့ profile က PowerPoint တွေမှာလည်းအများနဲ့ပါမှာပါဒီမှာကျွန်တော်အကြောင်းလေးဖတ်ကြည့်လို့ရပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီတနန်းကိုနော်တင်ဖို့စဉ်းစားဖြစ်တဲ့ idea လေးကဒီရလာတာပေါ့လေဒါ AISC ဆိုတာကျွန်တော်တို့ saver တွေသိပြီးသားပါเนาะ Steel Structure နဲ့ပတ်သက်ရင်ဒါ worldwide အဆင့်ရှိတဲ့ institute တစ်ခုပါလေเนาะအဲ့တော့ဒီ American Institute of Steel Construction AISC မှာဆိုလာ United States မှာပေါ့เนาะသူတို့နိုင်ငံမှာတော့မှပဲဒီလို AISC website ထဲမှာတော့ကြည့်ရင် education continuing education ပေါ့เนาะဆိုလာကျောင်းပြီးသွားပြီမဲ့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာနေရဆဲပေါ့เนาะအခုဒီတနန်းမှာလည်းကျောင်းသားတွေလည်းပါတယ်engineer လည်းပါတယ်เนาะကျွန်တော်မှတ်မိလောက်အချိုးအပြင်တော့50-50လောက်ပဲကျောင်းသားတွေလည်းတစ်ဝက်လောက်ပါတယ်ဗောနော်အဲ့တော့ကျောင်းသားတွေဆိုရင်လည်းကျွန်တော်ကြီးညာထားတဲ့အတိုင်းပေါ့နော်steel design ကကျွန်တော်တို့ကျောင်းမှာကျွန်တော်တို့တော့လည်း semester တစ်ခုစာဗောနော် semester တစ်ခုစာဆိုတာကာလအပြင်3လလောက်ပဲဗောနော်3လလောက်နဲ့ကြတော့တင်ကြားချိန်အပြင်ပြောရင်နည်းတယ်ဗောလေတခြား subject တွေလည်းလေ့လာတော့ steel design ကို focus လုပ်ဒါတိတ်မရှိဘူးပေါ့နော်အဲ့တော့အားနေကြတယ်အခုလည်းကျွန်တော်တူတူပဲလို့ထင်ပါတယ်နော်အခုခေတ်မှာတော့ကျွန်တော်သိသလောက်အခုကျောင်းသားတွေဆိုသိရနော်ကျောင်းသားတွေပြောပါအောင် steel design က 5B မှာသင်ရတာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ်တယ်ဆရာ semester တစ်ခုစာပဲသင်ဟုတ်တယ်မလား3လလောက်ပဲနှစ်ခုစာဆရာနှစ်ခုစာတစ်နှစ်လုံးပေါ့နော်အဲ့ဒါပိုကောင်းတာပေါ့ဒီဘက်ကကလေးတွေကတော့ပို့ပြီးတော့ကောင်းတယ် steel နဲ့ပတ်သက်ရင်တင်လဲတင်တယ်ပေါ့နော်။ဘာလို့ steel ကခက်စားလာပြီပေါ့မြန်မာနိုင်ငံမှာအခုတော့ဆိုတာအခုတော့တက်ရဆိုတော့မြေ2009အတန်လေးပြန်ပိတ်ပြီပေါ့အဲ့တော့အခုတော့ဆောနာလို့3လလောက်ပဲတင်ခဲ့ရတာပေါ့နော်အခုတို့ generation တွေမှာဒီဘက်ကတော့ပို့ပြီးရင်းနေရလို့ယူဆတယ်အဲ့တော့စာများများနေတယ်နော်အဲ့တော့သင်ခဲ့ရည်ဖြစ်စေမသင်ခဲ့ရည်ဖြစ်စေသင်ခဲ့ရင်လည်းမေ့သွားကြတာရှိတာပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ပြန်ပြီးတော့လေ့လာမယ်သူတို့နိုင်ငံတော်မှာဒီ program တွေရှိတယ် Steel Design After College ပေါ့နော်အဲ့တော့ကိုယ်နိုင်ငံမှာလည်းဒါကျောင်းပြီးသွားတဲ့လူတွေတွေ့ဆိုတာလိုအပ်တယ်တကယ်တမ်းတော့လေပညာရေးဘက်မှာဒါညကျောင်းလို့လိုမျိုးတဘောကြီးပေါ့နော်လိုအပ်တယ်ဒါပေမဲ့ဒီတဲ့အတိုင်းဒီတော့မှမရှိဘူးအထူးဖြင့်ဒါလုံငန်းခွင့်ရလူတွေပေါ့နော်အကိုတို့ကိုယ်တိုင်ကျောင်းဆက်သက်ချက်တယ်ဒါပေမဲ့ဒီတဲ့အတိုင်းဒီတော့မှကျောင်းဆက်တက်ဖို့ဆိုတာခဲရင်းတယ်ဥပမာ master တစ်မျိုးပဲရှိတယ်ပေါ့နော်ဒီ master တက်ဖို့တော့မှပဲခဲရင်းတယ်အဲ့တော့ဒီလို part time school လေးတွေပေါ့နော်အရင်ခေတ်တော့ရှိပါတယ် evening GTI လို့ပါတယ်အခုခေတ်မှာမရှိဘူးဖြစ်တယ်အဲ့တော့ဒါလည်းအကိုနိုင်တဲ့ဘက်ကနေစဉ်းစားလိုက်တော့ပေါ့နော်အခုတင်နမှာဒါမျိုးလေးတစ်ခုလုပ်မယ်ဆိုပြီးတော့အဲ့တော့ကျောင်းပြီးချင်းလေးလာတဲ့ steel စာအုပ်တွေကအများကြီးရှိရဲ့အဲ့ဒီထဲမှာအကိုရွေးလိုက်တာတော့ဒီဥလာငယ်ရဲ့ steel design စာအုပ်ပေါ့နော်အဲ့ဘာလို့ဖြစ်လဲဆက်ပြောပါမယ်โอเคအဲ့တော့တလက်စာတွေပဲဒါနောက်ပိုင်းဆက်လေ့လာခြင်းနဲ့ဆိုရင်เนาะ AISC ရဲ့ website မှာဒီနေ့အတွက် assignment ပေါ့เนาะဒါလေးတော့ကြည့်လိုက်သူ website ထဲမှာ Steel Design After College ဆိုတဲ့ထဲမှာlanding video တွေအများကြီးရှိတယ်เนาะဒီရဲ့ title အောက်မှာကို video lecture 12ခုလောက်ရှိတယ်အဲ့ဒါတွေလည်းလေ့လာတတ်ပါတယ်သူကတော့ basic မဟုတ်တော့ဘောเนาะနည်းနည်းလေးပို့ပြီးတော့deeply ရှင်းတာပေါ့ okay အဲ့တော့ဦးလာငယ်ဆောင်နဲ့စားလိုက်အောင်နော်ဆရာဦးလာငယ်ဆောင်လည်းကျွန်တော်ဝယ်ခိုင်းထားတယ်နော်တော်တော်များများတော့ဝယ်ပြီးလောက်ပါပြီရှိပြီးသားလည်းဖြစ်မှာမရတဲ့လူတွေလည်းဒီ MBS မှာပေါ့နော်ဝယ်လို့ရတယ်တပတ်လောက်ဆောင်လိုက်ရမှာပါနေကိုပို့ပေးရဆိုတော့ကျွန်တော်တို့ဒီလိုလေးတွေပေါ့နော်ပြပြီးတက်မယ်ဒါပေမဲ့ကိုယ့်ရဲ့လက်ဝယ်ရှိခိုင်းတော့အကောင်းဆုံးပဲเนาะဘာလို့တော့ဒါအဓိကတော့ကျွန်တော် copyright ပေါ့နော် copyright ကိုစိုးရိမ်နေဒီလိုတွေပြပြီးတော့တင်တဲ့အချိန်မှာကျွန်တော်တို့ကဒါ soft copy လို့ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တင်တဲ့နေပြီးတော့ဒါဒီလိုမျိုး soft copy နဲ့ဆိုတာမျိုးဖြစ်စေချင်ဘူးပေါ့နော်ကျွန်တော်တို့ကပညာရေးကိုတန်ဖိုးထားဖို့လိုတယ်သူပြင်ကိုပြည်တွင်းကရေးထားတဲ့စာအုပ်တွေပေါ့နော်ဝယ်စေချင်ပါတယ်အခုဘယ်လောက်လဲ3000ခွဲလားဒီဝင်းကျန်တော့ရှိမှာတယ်နော်3000ဆရာ3000ပါဆရာတူဟောပေါ့မျိုးပေါ်တော့လည်းမူတည်မယ်နေမှာဆိုတော့နည်းနည်းပို့ပြီးသိကြည့်မယ်နော်ဟုတ်နေမှာဆိုတော့3000နဲ့8000ပေါ့3000 8000ပြီးရောက်တယ်delivery တက်သွားတာပေါ့လေနော်
ဆရာကဟိုနှောက်လုံးလားတုပ်ချင်းစီလားဆရာနှုတ်ဆုံးဟုတ်လုံးဟုတ်ကဲ့အားလေးလည်းဝင်ထားပါနောက်တစ်ပတ်လောက်ဆိုရင်တော့ဒါဟိုလိုပြီပေါ့နော်ဘာလို့ကျွန်တော်ကဟိုတချို့အပိုင်းတွေမှာ calculation ပိုင်းတွေမှာ assignment ပေးမှလည်းရှိတယ်နော် okay အဲ့တော့ဒီစာအုပ်လေးနဲ့စမယ်ဒီစာအုပ်ကိုအဓိကကြိုက်တာတော့ကျွန်တော်အဲ့ဒီ calculation ပိုင်းပေါ့နော် workout exam နဲ့သူက368ပုတ်တောင်ပါတယ်နော်ကျွန်တော်တနေ့ကိုတစ်ပုတ်တွက်မယ်ဆိုတော့ဒါတစ်နေ့လုံးကြာမှာပေါ့နော်365ရက်ပဲရှိတာအဲ့တော့အဲ့လောက်ကိုကြာနိုင်တယ်အဲ့တော့ကျွန်တော်တို့အထက်ပို့ပြီးတော့ long law area site မှာဖြစ်မယ်နော်ကျွန်တော်ကဒီစာအုပ်ကို6လနဲ့မှန်းထားတကယ်ကိုအသေးစိတ်เนาะကျွန်တော်တို့ဖြည်းဖြည်းလေးတင်မယ်ဆိုရင်တော့เนาะတစ်နှစ်ကိုချိန်ပေးရမှာတစ်နှစ်ကိုချိန်ပေးရမှာ Okay microphone လေးပြန် mute လုပ်ထားပြီပါဒီလည်းသာစားပြီးတော့ lesion တွေတက်နေတခြားလူတွေကြားရင်ချက်စရာ Okay အဲ့တော့ကျွန်တော်တို့ဟိုဟာကျွန်တော်ပေါ့နော်ကျွန်တော် YD မှာတက်တော့ငါတင်ရတဲ့စာအုပ်လေးရှိတယ်ဒီစာအုပ်ဆိုစာမျက်နှာအပြင်200လောက်ပဲရှိတာဒီစာအုပ်တော့ကျွန်တော်တစ်နှစ်လုံးတင်ရတယ်ပေါ့နော်တစ်နှစ်လုံးတစ်နှစ်မဟုတ် semester တစ်ခုစာတင်ရတယ်အဲ့တော့ဆရာဦးကျောင်းငယ်စာအုပ်တော့တည်တဲ့အတိုင်းပဲပေါ့နော်ဒီမှာ pad A တော့မှပဲအခုဒီမှာ screen မှာမြင်ရတာပြီနော်ဒီလောက်ရှိတာလေနော် pad B ရော online စာမျက်နှာအများကြီးပေါ့နော်maybe 4000 5000လောက်ရှိနိုင်တယ်ဒီစာအုပ်တနေ့လောက်တင်မှာပြီးမှာပါတိုးတော့တနေ့လောက်တင်ပြန်ရင်တော့လေဟိုကျွန်တော်စီမှာကပြင်းသွားမှာပေါ့နော်အဲဒါကြောင့် online နေတင်ရတယ်ပါတဲ့အတွက်အကြောင်းကျွန်တော်6လနဲ့ဖြတ်မယ်လို့ target ထားတယ်တိုးတော့9လလောက်မှတ်ထားပြီးပါဘာလို့ကျွန်တော်ပတ်အိပ်ပြီးတော့ရင်1လလောက်တော့နားချိန်ပေးမယ်လို့လည်းစဉ်းစားထားလို့ပေါ့နော်စာတွေပြင်ပြီးတော့လေဟိုအကြောင်းမျိုးကြောင့်နောက်ကျကြမှာပဲအထူးဖြင့်တော့ကျောင်းသားလျောက်ပေါ့နော်အလုပ်ရှိမယ် engineer တွေလည်းသူအလုပ်ကိုစီနေဆိုတော့နောက်ကျတာတွေကပေါ်လာမယ်အဲ့ဒါတွေနောက်ကျတဲ့လူတွေအတွက် extension အနေနဲ့ကျွန်တော်တစ်လပေးမယ်ပေါ့နော် channel လူကလည်းနောက်မကျလူကလည်းစာပြန်တွေးပေါ့လေဆက်လေးလာကြရှယ်လေးလာပြီးမှကျွန်တော် pad B ကိုထပ်စားပါမယ်အဲ့တော့ဒေတာလည်းပေါ့နော်ကျွန်တော်တို့ဒီတစ်နှစ်မဟုတ်ပြင်မယ်လေဒါ9လလောက်တော့ကုန်ပါမှာပါ Okay အဲ့တော့ဒီပထမဆုံးနော်ဒီ cover မှာဗာပြောကြရရှိတယ်ဆိုတော့ဒီ code လေးတွေပေါ့နော်ဒီ code ဆရာဦးညငယ်စာအုပ်က code တွေကိုရှင်းပြရတဲ့စာအုပ်လို့ခေါ်ပါတယ်နော်ဒီ code လေးတွေကျွန်တော်စောင့်ထားဖို့လိုပါတယ်နော် AISC 36005နော်05ဆိုတာ2005ပေါ့နော်2005ခုနှစ်ထုတ်တယ်ကျွန်တော်စောင့်ထားဖို့လိုတယ်နောက်303 AISC 341ဒါတွေစောင့်ထားဖို့လိုတယ်နောက် AISC construction manual ဒါ 13 edition ဒါတွေစောင့်ထားဖို့လိုတယ်နော်ဒါတွေအကုန်လုံး free download ရပါတယ်ခုထဲမှာဒီတိုင်းရိုက်ပြီးချလိုက်အောင်မယ်နည်းနည်းအချိန်ကုန်တက်တာချင်းတော့ကျွန်တော်ရှာပြီးရရှိတယ်ကျွန်တော်ဟို drive link နဲ့တင်ပေးထားပါမယ်နော်နောက် ASCE ပေါ့နော်ဟိုပြီးတော့ IBC ဒါတွေအားလုံးကျွန်တော်ဒီလို folder လေးနဲ့တင်ပေးထားပါမယ်နော် AIC 2005ခုနှစ် collection ရဲ့ ASC ဆိုလည်း2005ပဲပေါ့နော်အခုနောက်ဆုံး2016ပေါ့2010လေးတော့တင်ထားပြီမယ်နောက်ကျွန်တော်ဒီဘက်မှာ MMBC နော်ဒါတွေအလုံးတင်ပေးထားပါမယ် Okay အဲ့တော့ဆရာဦးလာငယ်စာအုပ်က chapter နော်ဘယ်နှခန်းပါလဲရှိရလူရနည်းနည်းကြည့်ထားပြီထင်တယ်နော်ဘယ်နှခန်းပါလဲခုနခန်းပါပတ် A ရဟုတ်တယ်ခုနခန်းပတ် B ရောဆိုရင်15ခန်းပါ15ခန်းပါ Okay အဲ့တော့လောဆယ်ကျွန်တော်ပတ် A မှာခုနခန်းကိုရင်သွားအဲ့တော့ခုနခန်းမှာကျွန်တော်တို့ကနော်ဘယ်ခန်းကိုတော့ deeply သွားတင်လဲနော်ဘယ်ခန်းကိုတော့ကျွန်တော်တို့နည်းနည်းဖွားလေးလေးလာလို့ရတယ်ကွာရှိတယ်စာအုပ်တိုင်းမှာအဲ့လိုသဘောတရားရှိတော့နော်အကောင်လုံးကိုကျွန်တော်တို့ဒီ deeply လေးလာဆရာတော့ဘယ်လိုအဲ့မှာ chapter 1ပေါ့နော်chapter 1တော့ကျွန်တော်ဒီတစ်ပတ်နော်2ရက်ထင်နေပြီးမယ်ဒီနေ့နဲ့မနေ့ပြန်2ရက်ထင်နေပြီးမယ်ဒါတော်တော်လေးပေါ်ပါ chapter 2ကျရင်တော့နည်းနည်းဟိုပေါ့တယ်ဒါပေမဲ့ तू ကနည်းနည်းဟိုရောက်တော့ပေါ့နော်ဟိုရောက်ဒီရောက်လေးတော့ဖြစ်တတ်တယ်ဟို design နဲ့ရင်းနှီးပြီးသားလူတွေအတွက်တော့ chapter 2တွေကိုခတ်ဖို့ channel လူတွေတော့နည်းနည်းလေးခတ်တာတော့မဟုတ်ဘူးဟိုရောက်ဒီရောက်လေးဖြစ်လိမ့်မယ်နော် chapter 2ကစပြီးတော့ကျွန်တော်နှစ်ပတ်စီတင်မယ်ပေါ့နော်ကျွန်တော်အဲ့လေးတွေကတော့နောက်မှတိုင်လေးပဲလေးနဲ့သွားပါမယ်နော်တော့အရင်ဆုံးဒီမှာဆရာဦးလာငယ်ရဲ့ဒီ preface ပေါ့နော်ဒါလေးလဲဖတ်စေချင်တယ်ကျွန်တော်တို့ဒါအကောင်လုံးမဖတ်ပြရတော့ဘူးအတိအကျတော့စောစောပြောတဲ့ copyright ပေါ့လေနော် copyright ဆိုတာလေးသိလို့ရှင်တယ်ဟိုဆရာဒီစာအုပ်ကိုဘာလို့ရေးဖြစ်ခဲ့တာလဲနော် the main purpose of preparing this course ကိုရေးပြထားတယ်အဓိကကျွန်တော်မြန်မာကျောင်းသားတွေကနော်ဒီ Steve Sweater နဲ့ပတ်လို့ရှိရင်
ဒီ quality ကောင်းတဲ့ test board တွေ reference board တွေကိုကျွန်တော်ဒီ local မှာပေါ့နော်ဒီတွဲမှာရှာခက်တယ်ဒါရန်ကုန်ကလူတွေမလို့အဆင်ပြေတာ feedback ခက် delivery ဖြစ်လာလို့အဆင်ပြေတာဒီစောက်တွေထုတ်တော့ဆိုရင်ကျွန်တော်တို့လည်းနေမှာပဲရှိသေးတယ်ဒီစောက်တွေရဖို့ကလွယ်တာမဟုတ်ဘူးเนาะအဲ့တော့နိုင်ချားစောက်တွေဆိုပို့ဆိုတာပေါ့အဓိကဆရာတော့နိုင်ချားစောက်တွေကိုဝယ်ယူရတာသူတို့ခက်ကဆိုပို့ဆိုတာပေါ့เนาะဆရာရဲ့တို့ခက်ကဆိုတာနိုင်ချားသွားပြီးတော့မှဝယ်ရတာ free download တွေပါတယ်လေဒီဘက်ကလည်း credit မပေါ်ဘူးပေါ့เนาะအဲ့တော့သူကအကြောင်းပြည်တွင်းမှာဒါတက်มาတယ်အခုမှ3000ကျော်တွေဖြစ်သွားတာကျွန်တော်တို့ဝယ် round ဆိုရင်ဒါတွေက2000ကျော်ပဲရှိကြပါဘောเนาะ2010ကာလာလောက်တော့ဆိုရင်အဲ့တော့ဒါပြည်တွင်းအစာအုပ်တွေပါပဲเนาะအဲ့တော့ foreign test board တွေကကျွန်တော်တို့ရဖို့နေရင်းနေเนาะအဲ့ကြောင့်ဆရာဒီလိုရေးပြတာပါတယ်အဲ့တော့ဒါဆရာရေးရချက်လေးလည်းပြအောင်เนาะပြီးတော့ဒီမှာတတိယပိုင်းမှာရေးထားလို့ပဲဒါဒီစာအုပ်ရဲ့ special feature ချက်ကိုပြောပါဆိုရင် steel စာအုပ်တွေအများကြီးရှိတယ်เนาะfree download တွေလည်းအများကြီးပါဒါဒီ package လူငယ်အားလုံးပြီးကျွန်တော်ပြရတော့မယ်ဒီစာအုပ်တွေပါဝင်ပေါ့နော်ဒါပေမဲ့ free download တွေအများကြီးထဲမှာဒီ steel စာအုပ်အများကြီးထဲမှာဆရာစာအုပ်ရဲ့ထူးခြားချက်ကဆိုတော့ကျွန်တော်ပြောတဲ့ဟာ160ပုံစံပါတယ်နော် exam ရ microphone လေးတစ်ချက် mute လုပ်ထားပါနော်ဟိုသူပြနေချက်နဲ့တုံးတဲ့လူတွေကဟိုနည်းနည်းလှုပ်လိုက်အတန်းလေးထွက်တယ် okay ဒါတွေကဟို3ရက်လောက်ဒီ2ရက်လောက်တင်ပြီးတော့ use to ဖြစ်သွားမှာပါအဲ့တော့ exam တွေအများကြီးပါတယ်ဒါပေမဲ့ exam တွေဒီစောကကျွန်တော်ပြောလို့เนาะတစ်နှစ်လောက်ချိန်ပြီးမှအကုန်လုံးပြီးနိုင်မှာအဲ့တော့ကျွန်တော် exam တွေတော့ကျွန်တော်စီစစ်ပေးမယ်ပေါ့เนาะဘယ် exam တွေကအရေးကြီးတယ်တွက်ကိုတွက်ရမယ်เนาะတချို့ပုတ်စာကိုကျွန်တော်ကိုယ်တိုင်တွက်ပြမယ်တချို့ပုတ်စာတော့ assignment ပေးမယ်တချို့ပုတ်စာတော့ကျွန်တော်တို့မလုပ်မလဲဆိုတော့ chance ခဲ့မယ်ပေါ့เนาะအများကြီးတော့တွားလို့မရဘူးအဓိကတော့ကျွန်တော် practical ပေါ့เนาะကျွန်တော်ရဲ့ရည်ရွယ်ချက်တော့ဒီတူအားလုံးအကြောင်းပါလဲ skill design နဲ့တင်နေတာเนาะမတင်ရတယ်လဲဟိုကျွန်တော်တို့ဒီတင်ပြီးသားလူတွေဟောပေါ့เนาะ practical problem တွေကိုရှင်းဖို့အတွက်ကျွန်တော် microphone လေးတွေချက်ခဏယူလောက်လိုက်မယ်နော်တချို့ကအဆုံးကိုတိတ်ပြီးရင်းနေကြပြီဆိုတော့အတန်ကြီးထွက်ဆရာအတန်မှမကြားရတော့ဘူး sorry all mute လောက်တယ်ကိုပါအဲ့တော့ preface ကတော့ဒီလောက်ပဲထားခဲ့လိုက်တော့မယ်လို့เนาะကိုယ့်ကိုဖတ်ကြည့်ပါဒါကျွန်တော်ရဲ့စာဖတ်တဲ့ practice အရာဆိုကျွန်တော်ကစာရေးဆရာရဲ့အားပေါ်ကိုရင်ဖတ်လို့ရှိတယ်စာရေးဆရာဘာလို့ဒီစာအုပ်ကိုရေးရတယ်ဆိုတော့เนาะဆရာဦးနာငယ်ရဲ့အားပေါ်လေးကိုဖတ်ကြည့်ပါဒီ device မှာလည်းဒါလေးပါတယ်ပေါ့เนาะဒီမှာ I'm only a bit worried about เนาะဆရာဦးနာငယ်ကဘာလေးဆိုရင်လဲဆိုတော့ဒီမှာ too many similar exam တွေပေါ့เนาะတချို့ chapter တွေမှာ exam တွေက369ပုဒ်အများကြီးဖြစ်ပေမဲ့တချို့ exam တွေထပ်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒါလေးစီစစ်ပေးမယ်ဘယ် exam တွေကထပ်နေတယ်ကျွန်တော်တစ်ပုဒ်တွက်ရင်ရပြီပေါ့နော်ဒါတော့ကျွန်တော် chapter တိုင်းမှာကျွန်တော်ကဟို guide လုပ်ပြီးတော့သွားမှာပေါ့နော် okay ပါကျွန်တော်တော့ကို preface ကိုဖတ်ကြည့်ပါကျွန်တော်တို့ chapter 15ခန်းအောင်ရှိတာเนาะအဲ့တော့ chapter 1အောင်သွားပါမယ်